ပိုင်းကိုနှလုံးသားထဲကဒေးတန်နဲ့နိုးထလာသွားတော့အုပ်ဖိုးလပြေဟာအချက်ရိုက်သွားပါတယ်သူဟာတချင်းဆိုရမှာဟိုရှက်တက်တဲ့သူဖြစ်တယ်လို့ဘာတချင်းကိုဆိုရမှာလဲဆိုတာလည်းမသိပါဘူးအလင်းအင်းရဲ့တချင်းဆိုတာဘလို့ဒီမျိုးလဲဆိုတာသူစဉ်းစားလို့မရဖြစ်နေတယ်ငါကတချင်းမဆိုတတ်ဘူးစည်းကွက်လေးရဲ့ပြီးတော့စာသားတွေကိုလည်းငါမသိဘူးလို့ဖိုးလပြေကစူးရင်တကြီးပြောလိုက်တယ်ဇီးကွက်ကလေးကငိမ့်သက်စွာနဲ့ပဲပြန်ပြေးတယ်ဒီတချင်းမှာစာသားမရှိဘူးဖိုးလပြေဒါဟာမင်းရဲ့ပျော်ရွှင်မှုမင်းရဲ့ချစ်ချင်းနဲ့မင်းရဲ့ကောင်းမွန်တဲ့စန္ဒတွေကိုအတန်အဖြစ်ပြောင်းလဲလိုက်ရုံပဲမင်းရဲ့အိမ်ကိုလွမ်းမဲ့စိတ်မင်းရဲ့ရွာသားတွေကိုကဲတင်ခြင်းတဲ့စိတ်တွေကိုပဲအာယုံစိတ်ကြည့်ပါဖိုးလပြေဟာမျက်လုံးကိုမှိတ်ပြီးသူချေးရတဲ့မိဘတွေသူကစားပေါ်တငယ်ခဲတွေနဲ့ตายရတဲ့သူ့ရွာလေးကိုမြင်အောင်လိုက်ပါတယ်အမောင်ထူးကြောင့်ကြောက်လန့်နေရတဲ့တောကောင်လေးတွေကိုလည်းတနာမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရင်ထဲကနေနှွေးထွေးတဲ့ခန်းစားချက်တစ်ခုဟာလဲချောင်းစီကိုတိုးဝေတက်လာပါတယ်။သူဟာအတန်ကိုလွှတ်ပြီးအင်းနဲ့တိုးတိုးလေးစတဲ့ညံ့ညွာလိုက်ပါတယ်။အဲ့ဒီအတန်ဟာအစမှာတော့တုံရီနေပေမဲ့တဖြည်းဖြည်းနဲ့ကြည်လင်ပြီးညှိ့ညောင်းတဲ့သေးတန်တစ်ခုဖြစ်ပြောင်းလဲသွားပါတယ်။ဖိုးလက်ဖြစ်ချင်းဆိုနေတုန်းမှာပဲအန်အောစရာကောင်းတဲ့အပြောင်းလဲတွေဖြစ်လာပါတယ်။အလင်းအိမ်ကြီးကနေရွှေရောင်အမှုန့်မွားလေးတွေဟာနှင်းပွင့်လေးတွေလိုတောအုပ်အနှံကိုလွင့်စင်ကြလာပါတယ်။အဲ့ဒီအမှုန့်လေးတွေထိမိတဲ့နေရာတိုင်းမှာချုပ်ထွေးနေတဲ့တစ်ပင်တွေကအစိမ်းရောင်အရွက်သက်လေးတွေဝေစားလာကြတယ်။ညှိုးနွမ်းနေတဲ့ပန်းလေးတွေကရောင်စုံဖူးပွင့်လာကြပါတယ်။ပိတ်မိနေတဲ့တရိษံလေးတွေဟာလည်းအမှုန့်ထုထဲကနေပျော်ရွှင်စွာထွက်လာကြပါတယ်။တောအုပ်ကြီးဟာတက်ရှိထင်ရှားပြန်ထစ်လာတယ်လို့မျိုးတရှဲရှဲနဲ့လှုပ်ရှားလာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖိုးလပြည့်ရဲ့ဤထဲကနေမီးခိုးရောင်မီးထောက်တစ်ခုထွက်ပေါ်လာပါတော့တယ်။အဲ့ဒါကတော့အရေးဆုံးမှအကြီးချမ်းထားတဲ့နောက်ဆုံးချိန်စာတစ်ခုပါ။အဲ့ဒီမီးခိုးရောင်မီးထောက်ဟာဖိုးလပြည့်ရဲ့အတန်ကိုတားဆီးဖို့သူ့အတန်ကိုဝါမျိုးဖို့စူးစမ်းနေပါတယ်။ဖိုးလပြည့်အသက်ရှူရချက်လာပြီးအတန်တွေဟာတဆတိမ်ဝင်သွားပါတယ်။မရက်လိုက်ညစ်ဖိုးလပြည့်တချင်းရက်သွားရင်တောအုပ်ကြီးကပြန်အိပ်ပျော်သွားလိမ့်မယ်လို့ဇီးခွက်ကလေးကအသေးအတန့်တတိပေးပါတယ်။ဖိုးလပြေဟာသူ့ရဲ့အားအင်အားနှုံးကိုစုစည်းပြီးအတန်ကုန်ဟစ်အော်ဆိုလိုက်တဲ့အချိန်မှာတော့သူ့ရှေ့မှာတောက်ပတဲ့အလင်းတန်းတစ်ခုပေါ်လာပြီးလူတစ်ယောက်ရဲ့ပုံရိပ်ကထွက်ပေါ်လာပါတော့တယ်။နောက်အပိုင်းမှာဘာဖြစ်မလဲ။ဖိုးလပြေရှေ့မှာပေါ်လာတဲ့သူကဘသူလဲ။ဖိုးလပြေရဲ့အတန်ကိုကျိန်စာကဘသူကကဲ့တင်ပေးမှာလဲ။နောက်ပိုင်းကိုဆက်လက်အားပေး